မင်္ဂလာရှိသောနေ့လေးပါခင်ဗျာတင်တာမျိုးတစ်ခါမှမြင်ဘူးမှမဟုတ်ပါဘူးဒီလိုအရာမျိုးကိုဥဇဘက်ကစ္စတန်မှာတော့တတိလိုမျိုးစားကြတာပါဒေတာခန်တော်များများကတော့ဒါကိုဝယ်ပြီးတာနဲ့တကြားဖြူနဲ့တိုက်ရိုက်တို့စားကြပါတယ်အမှန်တော့ဒါကိုစားသုံးလို့ရတဲ့ဒေါနတ်တွေလို့ခေါ်ပြီးဒေတာခန်တွေကတော့ရိုဘတ်လို့ခေါ်ကြပါတယ်ဥရောပနိုင်ငံတော်များများမှာတော့ဝီဘတ်လို့လူသိများပါတယ်ဒါဟာဟင်းသီးဟင်းရွက်အမျိုးအစားထဲမှာပါဝင်ပေမဲ့ဗဟိုအာရှနဲ့ဥရောပမှာတော့လူအတော်များများကဒါကိုတတိလိုမျိုးစားရတာကိုပိုနှစ်သက်ကြပါတယ်ခင်ဗျာနှစ်စဉ်ຫນွေဥရာသီရောက်တိုင်းဥစားဖက်ကစ္စတန်လူမျိုးတွေကဒီဒေါနတ်တွေကိုခုစုဖို့အတွက်တောရိုင်းတွေကိုတီးတန့်သွားလေးရှိကြပါတယ်။ဘာလို့လဲဆိုတော့ဒီအပင်ကအေးတံကိုအလွန်ခံနိုင်ရရှိပြီးအလွန်လဲကြီးထွားမြန်လို့ပါလက်ဆက်တဲ့ဒေါနတ်တွေရဲ့အပြင်ခွန်ကိုခွာပြီးပါဆက်ထဲထည့်လိုက်ရင်အစာပိုင်းမှာတော့အနှဲငယ်ချင်းပြီးနောက်ပိုင်းမှာတော့ဖြည်းဖြည်းချင်းချုံမြင်တဲ့အရသာကိုပေးစွမ်းပါတယ်။ဒါအပြင်အလွန်ရွှန်းပြပြနဲ့ကျွတ်ဆက်တဲ့အရသာရှိတာကြောင့်ဒေတာခန်အတော်များများကအရန်ကိုနှစ်သက်ကြပါတယ်။ဓာတ်ရိုက်စိမ့်စားယုံတင်မကပဲရုံလောက်တာအချိုပွဲလောက်တာကိမ့်မုံလို့တာယီမြစ်တာအပြင်တတိလက်ဖက်ရည်ဖြစ်တောင်ကျိုချက်တောက်ကြပါတယ်အခုလိုဟူတူတကောင်းတွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပေးသွားကြပါအောင်ခင်ဗျာ